cortisol level စစ်ကြမယ်ဒီနေရာမှာဖြစ်လို့ပြောချင်တာတစ်ခုက cortisol level စစ်ဆေးခြင်းဟာစိတ်ဖိစီးခြင်းအကြောင်းရင်းတစ်ခုတည်းကြောင့်လို့အပြင်အခြားဆေးကုသဖို့လိုအပ်တဲ့ယောဂဝေဒနာတွေကြောင့်လည်းစစ်ဆေးချက်ပြုလုပ်ရတာမျိုးတော့ရှိတတ်ပါတယ်။ဥပမာ Cushing syndrome လို့ခေါ်တာ Addison syndrome လို့ခေါ်တဲ့ယောဂမျိုးကိုသိရဖို့အတွက်လည်းပဲ cortisol စစ်ဆေးချက်ကိုလုပ်ပေးရပါတယ်။ဆိုတော့ကိုကဆေးကုသရေးစင်တာမှာဆေးပညာရှင်နဲ့တွေ့ဆုံပြသလို့ cortisol level ဆေးစစ်ဖို့လိုအပ်လာပြီဆိုရင်ကိုမှခံစားနေရတဲ့လက္ခဏာတွေဘာရှိသလဲလို့မေးမြန်းတဲ့အခါမှာအသေးအချာလေးပြောပြပေးဖို့လိုအပ်ပါတယ်နော်ဒီလိုစစ်ဆေးပြီးတဲ့အခါမှာ cortisol level ဆေးစစ်ချက်ကနေတဆင့်ကုသရေးပေးတော့မယ်ဆိုပါက physician မှာတိကျမှန်ကန်တင့်တော်မဲ့ကုသမှုကိုရွေးချယ်လို့အကယ်၍စိတ်ဖိစီးမှုကြောင့်များတဲ့ cortisol level ဖြစ်နေမယ်ဆိုရင်တောက်ဆေးနဲ့ကုသခြင်းတဲ့ကိုယ့်ရဲ့ lifestyle နေထိုင်စားသောက်မှုပုံစံပြောင်းကြည့်မလားဒါမှမဟုတ်စိတ်ဖိစီးတာကိုဆက်မဖြစ်စေဖို့ရန်အတွက်လှုံ့ဆော်ရမှာတွေကဘာတွေလဲစတာကိုကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ဆွေးနွေးလို့ကုသမှုရယူနိုင်မှာပဲဖြစ်ပါတယ်နော်